မဆုံးရင်တော့ရင်လေနေပါစေဒီတသက်မတွေ့ရင်တော့ရင်လေနေပါစေဒီတဘဝအခုတော့ဒီလိုမဟုတ်ပါပဲမိတယ်ရောငါနဲ့အတွင်းမှာပြန်ဆုံးရတယ်ငယ်ချစ်ဦးရဲ့အော်တွေးကြည့်ငယ်ကအကြောင်းလေးတွေကပြန်ပြောင်းနေရကြရပါကွယ်တယောက်နဲ့တယောက်မကြည့်ရဲ့ကြည့်ရဲ့နှုတ်ဆက်ရမှာလေမဝင်မရဲပါကွယ်ဒီအရွယ်ဆိုရင်တော့ထိနေသိနေနေရတာပါကွယ်အသက်40ရောမှချစ်တဲ့သူငယ်ချင်းဟောင်းကိုပြန်လဲဆုံရပြီမိနှုတ်မဆက်သားနှုတ်မဆက်ရဲ့ရင်းနှီးအသေးတွေမှာကြိတ်မိန်မျိုးသိခံစားရတဲ့ဘဝရောမဆုံးရင်တော့ရင်လေနေပါစေဒီတသက်မတွေ့ရင်တော့ရင်လေနေပါစေဒီတဘဝအခုတော့ဒီလိုမဟုတ်ပါပဲလိတဲ့ရောငါနဲ့အတွင်းမှာပြန်ဆုံးရတဲ့ငယ်ချစ်ဦးရဲ့အော်တွေးကြည့်ငယ်ကအကြောင်းလေးတွေကပြန်ပြောင်းနေရကြရပါကွယ်တယောက်နဲ့တယောက်မကြည့်ရဲ့ကြည့်ရဲ့နှုတ်ဆက်ရမှာလေမဝင်မရဲပါကွယ်ဒီအရွယ်ဆိုရင်တော့ထိနေသိနေရတာပါကွယ်ချစ်တဲ့စိတ်ဆိုတာအမြဲတမ်းလူပြိုလန်းဆန်းနေပေမဲ့အခါတလေတော့လည်းပဲအသက်အရွယ်ကိုထောက်ရှုပြီးတော့ထိနေသိနေနေရခဲ့တဲ့ဘဝမျိုးလေးရှိပါသေးတယ်ချစ်မတွေးဘူးဆိုရင်မဲ့တွေးမိသေးတယ်ငယ်ချစ်ဦးရဲ့အသက်နေ့နေ့ချစ်ကြီးချစ်လို့ချစ်မကြီးရရစင်မှာကွယ်မိအလိုဖကြိုင်ပြီးသားသူကိုလက်ထပ်ကြဖို့ဆွေးနွေးတော့အခါကသူပါကိုပါမြည်ရည်သာတွေအခုများရှိသေးနေရောင်ခွဲခွာရတော့မှမို့အသေးလေးများတစ်ဆက်ဆက်တုံးငိုရင်းကြည့်တဲ့အကြည့်ကလေးများကအော်တသက်မမိတ်ရလက်ရံကနှုတ်ဆက်ပြီးမှမျက်စိကိုပိတ်အံကြည့်လို့မိလွန်ခဲ့ပါပြီကွယ်ဒါတွေမပြောတော့ပါဘူးအခုများကြည့်လေဒါတွေသမီးတွေအေးနေကိုစီကိုငါကိုဘဝပါကွယ်ဒီတော့လေနှလုံးသားရေးပြီးမှထားအပြုံးစကားလေးမိတာများဒီလူကြမ်းကြီးတရားကွယ်မင်းတို့မိသားစုတွေကျမ်းမာလို့ချမ်းသာပါငါကွယ်မင်းနဲ့ကိုယ်နဲ့ပြန်ဆောင်ကြပြန်ပြီချီပြန်ဆောင်ကြတော့လေတို့တဲ့တို့ရွယ်ကိုတွက်ဆကြည့်မယ်ဆိုလို့ရှိရင်40ကျော်လို့9နှစ်တောင်ဆုံးကြတော့မယ်ပေါ့ဒါပေမဲ့မင်းနဲ့ကိုယ်နဲ့တယောက်ကိုတယောက်တိတ်တိတ်ပြီးတော့ချစ်ခဲ့ကြတဲ့အခါတုန်းကအဖြစ်ပြေလေးတွေကိုတော့ရင်းထဲမှာပြန်ပြီးတော့တွေးမိပါတယ်ချီရဲ့မင်းရဲ့ကိုရဲ့တယောက်ကိုတယောက်ဘလောက်ပဲချစ်ပါတယ်လို့ဆိုပေမဲ့မိဘတွေပေးသားတဲ့သူကိုလက်ထက်ကြပါစို့လို့တိုင်ပင်တော့ငါဆိုရင်မင်းနဲ့ကိုနဲ့ပါချင်းအပင်ကိုလိုက်ကြတာမင်းပါမာရောခုပါမာပါညိစားတယ်နဲ့ပါနောက်ဆုံးတော့ညိစားတဲ့ကနေပြီးတော့အနိုင်နိုင်ပြုံးပြရင်လက်ပြနှုတ်ဆက်ပြေးသွားတဲ့မင်းရဲ့ပြုံးလေးကိုမင်းမရှိတော့မှယောက်ျားတန်းမဲ့မျက်စိကိုမှိတ်ပြီးတော့အန်ကျိတ်ငိုခဲ့ရတဲ့ကိုဘဝကိုပြန်ပြီးတော့တွင်းယူရတဲ့ချီပြောတော့ပါဦးလုံခဲ့ပါပြီခုတော့ကြည်တမ်းမအောင်
မင်းမှလည်းသားတွေသမီးတွေနဲ့ကို့မှလည်းသားတွေသမီးတွေနဲ့ပါပြီးတော့တယောက်ကိုတယောက်နှုတ်ဆက်စကားစမရှိလို့ရှာကြံနှုတ်ဆက်စကားကိုတို့အကြောင်းများသိတဲ့လူတွေရှိရင်ဝိုင်းပြီးတော့ရေကြမှာပါမင်းကိုနှုတ်ဆက်မိတာကမင်းတို့မိသားစုတွေကျမ်းမာလို့ချမ်းသာကြရဲ့လားနေလို့ထိုင်လို့မှကောင်းကြရဲ့လားအော်40ကျော်မှပြန်ဆုံးရတဲ့အချစ်ရဲ့သတ္တနာတွေပါခင်ဗျာမတွေးဘူးဆိုပြီးမဲ့တွေးမိသေးတယ်ငယ်ချစ်ဦးရဲ့အသေးနေ့ချစ်ကြီးချစ်လို့ချစ်မကြီးရဲ့ကြတယ်မှာခွဲမိအလုံးဖအကြိုက်ပေးစားသူလက်ထပ်ကြဖို့ဆွေးနွေးတော့အခါကသူပါကိုပါမြေကြီးသားတွေအခုများရှိသေးတယ်ရောက်ခွဲခွာရတော့မှမို့အသေးလေးများတဆက်ဆက်တုံးငိုရင်ကြည့်တဲ့အကြည့်ကလေးများကအိုးတသက်မမိတ်လျာလေရန်ငါနှုတ်ဆက်ပြီးမှမျက်စိကိုမိတ်အံကြည့်ကိုမိရဲ့လုံခဲ့ပါပြီကွယ်ဒါတွေမပြောတော့ပါဘူးအခုများကြည့်လေသားတွေသမီးတွေနေနဲ့ကိုစီကိုငါကိုဘဝပါကွယ်ဒီတော့လေနှလုံးသားကြီးဘေးမှာထားအပြုံးစကားလေးမိတာများဘေးလူချမ်းကြီးတရားကွယ်မင်းတို့မိသားစုတွေကျမ်းမာ